တကဘာလုံးကလူတွေဟာဘာလို့ဒီလောက်တောင်စိတ်ပြက်စရာကောင်းပြီးမှားမောက်နေရတာလဲဒါဟာကဘာကြီးရဲ့အပြစ်လားဒါမှမဟုတ်မောင်လာရဲ့အနည်းကြောင့်လားဟိုရှိကရွာကလေးတရွာမှာမောင်လာဆိုတဲ့လူငယ်တယောက်ရှိပါတယ်သူဟာထူးဆန်းတဲ့အကျင့်တစ်ခုရှိရဲ့အဲ့ဒါကတော့သူဟာဘယ်သွားအပြာရောင်မှန်တက်ထားတဲ့မျက်မှန်ကြီးကိုအမြဲတက်ထားတာပါပဲမောင်လာဟာရွာရဲလမ်းလျှောက်ရင်းအမြဲနှီးညူတတ်ပါတယ်ဟင်းဒီနေ့လေကောင်းကင်ကြီးကမိုင်းလို့တစ်ပင်တွေကလည်းအသက်မဲ့လို့လူတွေရဲ့မျက်နှာတွေကလည်းညှိုးငယ်လို့ပါလားဒီရွာကြီးကတော့တကယ်ကိုစိတ်ပြက်စရာပဲလို့သူကတွေးလိုက်ရှိတယ်။တနေ့မှာတော့ရွာကိုပညာရှိအဖိုးကိုတယောက်ရောက်လာပါတယ်။မောင်လာကအဖိုးကိုစီသွားပြီးအဖိုးဒီတော့ဗကြီးကဘာလို့ဒီလောက်တောင်မှောင်မောက်ပြီးပျော်စရာမကောင်းတာလဲဗျာလို့မေးလိုက်တယ်။အဖိုးအိုကမောင်လာကိုတေးချကြည့်ပြီးပြုံးလိုက်ပါတယ်ပြီးတော့ငါမီးလောကကြီးကမှောင်နေတာမဟုတ်ဘူးမင်းမျက်နှာပေါ်ကမျက်မှန်ကိုခဏချွတ်ကြည့်လိုက်ပါဦးလို့ပြောလိုက်တယ်။မောင်ကလည်းအံ့ဩသွားပြီးသူ့အမြဲတက်ထားတဲ့အပြာရောင်မျက်မှန်ကြီးကိုချွတ်လိုက်တဲ့အခါမှာတော့အိုးအံ့ဩစရာကြီးပါလား။သူရှိကကောင်းကင်ပြားကြီးဟာတောက်ပနေတဲ့တစ်ပင်တွေဟာစိန်နှန်းဆိုကြီးနေပြီးလူတွေရဲ့မျက်နှာမှာလည်းနှွေးထွေးတဲ့အပြုံးတွေကိုမြင်လိုက်ရပါတယ်။တကယ်တော့လောကကြီးကပြောင်းလဲသွားတာမဟုတ်ပဲသူ့ရဲ့အပြာရောင်အမြင်ကြောင့်သာအရာအလုံးကမိုင်းညွတ်နေခဲ့တာပါ။ဒီဇလန်လေးကပေးတဲ့သင်ခန်းစာကတော့ကိုယ့်ရဲ့စိတ်နေစိတ်ထားကကိုယ့်ရဲ့ကဘာပဲငါတို့ရဲ့စိတ်ထဲမှာအကောင်းမြင်စိတ်ရှိရင်လောကကြီးကလှပနေမှာဖြစ်ပြီးအစိုးမြင်စိတ်မျက်မှန်ပြတက်ထားရင်တော့ဘလောက်ကောင်းတဲ့အရာပဲဖြစ်ဖြစ်အဖြစ်မြင်နေမိမှာပါပြဿနာဟာအပြင်းမဟုတ်ပဲအတွင်းမှာရှိနိုင်တယ်တခါတလေပတ်ဝန်းကျင်ကိုအပြစ်မတင်ခင်ကိုယ့်ရဲ့အယူဆနဲ့အမြင်မှန်ရင်ဆုံးဆန်းစစ်ဖို့လိုပါတယ်အမြင်ပြောင်းရင်အရာအလုံးပြောင်းလဲသွားတယ်ကိုယ့်ရဲ့တွေးခေါ်ဖို့အနှဲငယ်ပြောင်းလဲလိုက်ရုံနဲ့လက်ရှိဘဝကပိုပြီးနေပျော်စရာကောင်းလာနိုင်ပါတယ်